ကဲအချိန်လေး4မိနစ်လောက်ပြီးုံနဲ့ကျွန်တော်တို့ငယ်စဉ်တောင်ကြီးခလေးဘွားတုန်းကဆွဲမြဲမြဲစော့ခဲ့တဲ့အရာတွေဆွဲမြဲမြဲလှုပ်ခဲ့တဲ့အရာတွေကိုပြန်အမှတ်ရသွားစေမယ်ဆိုရင်ယုံလားမယုံဘူးဆိုဒီဗီဒီယိုလေးကိုအစားဆုံးလိုက်ကြည့်လိုက် let's go ကြွကိုနှစ်ဖူးနဲ့တိတ်ဖောက်တယ်လက်ပေါ်ရွက်တင်ပြီးဖောက်တာအဲ့3ခုလေးကိုပဲမလုပ်ဘူးတဲ့လူရှိရင်ပါလာရိုက်လိုက်တကယ်ပြောတာနောက်တာမဟုတ်ဒါအမြဲတမ်းကျွန်တော်ယောက်ျားလေးတွေအမြဲတမ်းဆော့ဖြစ်တဲ့အရာလေးတွေပေါ့နော်ဒီ3ခုနဲ့တင်တော်တော်လေးအမှတ်ရနေပါပြီပေါ့နော်ရေဘူးကနူးနဲ့ထောက်တာတကယ်လှုပ်ဖူးတာတကယ်နော်ဒီအမှန်ပဲနော်ဒါကတော့မဖြစ်မနေလှုပ်ကိုလှုပ်ဘူးလေကိုစားပြီးသားအဲ့လိုမျိုးမုတ်ကလေးကိုတည်ရမှာအဖောင်းလေးလှုပ်ပြီးတော့တည်ရမှာနောက်လူတွေးလို့ရှိရင်အစ်စ်လို့ပါလေလို့ရောလှုပ်ပြတာမျိုးပေါ့နော်တကယ်ကိုတတိယနေပါပြီတကယ်ကိုလွမ်းဆွတ်နေပါပြီပေါ့နော်တကယ်တစ်ထက်သေးကြတယ်ပေါ့နော်အမှန်ပဲဟေးနော်ဟာတကယ်ဟဲ့အခု तू ပြသွားတဲ့ဒီ9မျိုး10မျိုးလောက်ကိုကျွန်တော်မလုပ်ဘူးတဲ့တခုမှမရှိအကုန်လုပ်ဘူးတဲ့အခုကြည့်နေတဲ့ကျွန်တော်ရဲ့ viewer တွေလည်းလုပ်ဘူးလိမ့်မယ်လို့တော့မျှော်လင့်ပါတယ်နော်အမှန်ပဲတွေ့ရအတီးတွေ့ရဟိုကအကုန်ရှောက်ကန်တာနော်အမှန်ပဲကွာနော်တကယ်အဲ့ခုနရေခဲတက်တာကတော့ဒါကျွန်တော်မှတ်မရပါဘူးเนาะကျွန်တော်တို့ကလည်းတောဘက်ကရှိရောဒီလိုမျိုးတောဘက်မှာရေခဲတက်တာကြီးစပြီးပေါ်တော့အဲ့လိုမျိုးဖွင့်လို့ပိတ်လို့မီးလင်းတာတော့ဒါတော့အသက်အဲ့တုန်းကတော့18 19လောက်ဖြစ်နေပြီဒါတော့မှအဲ့လိုမျိုးမီးပိတ်ဖွင့်တော့သဘောကျလို့ခုနလှုပ်ပြတဲ့ဟာပေါ့เนาะတော်တော်လေးမှန်ပါတယ်တော်တော်လေးလည်းသဘောတဘာဝကျပါတယ်ပေါ့เนาะဟေးတော့ဘုတ်အဲ့ဒါအခုချိန်ဒီလဲစော်တော့နော်အခုချိန်ဒီလဲစော်တော့ဟာမလိုက်တော့ပါကျက်အမှန်ပဲကွာမဟုတ်အခုပြရတဲ့ဟာတွေအကုန်လုံးတစ်ခုမှမလွဲသေးဘူးကျွန်တော်ကတော့အကုန်လုပ်ဘူးလေမှန်မဲနော်တကယ်အမှန်မို့အဲ့တခုကတော့အကုန်လုံးလုပ်ဖူးတယ်အခုကြည့်နေတဲ့သူတွေလုပ်ဖူးတယ်မိန်းကလေးကစားယောက်ျားလေးကအစုံအကုန်လုံးလုပ်ဖူးတယ်အဲ့ဒါတော့အဲ့လိုစတစ်ကာကတ်တာတော့အမှန်ပဲတကယ်ဒီဘဲတော့တကယ်တော်တော်လေးလေးစားတယ်ပေါ့နော်အကူအဲ့လိုမျိုးလက်ဟိုအရေးပြားလေးတွေဖောက်တာအခုချိန်ကြီးလဲတစ်ခါလေးပြင်းရင်လှုပ်တော့မှာနော်အမှန်ပဲတခုမှမလွဲသွားသေးဘူးအဲ့ဒါလေးတော့တော့ရှော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒီဗီဒီယိုထဲမှာတော့ပြသွားတဲ့ဟာတွေကတော့ကျွန်တော်မလုပ်ဘူးတဲ့တခုမှမရှိဘူးเนาะကျွန်တော်ငယ်လေးတုန်းကအကုန်လုံးစုပ်ဘူးပါတယ်ဒီထဲမှာပြတဲ့တချို့ဟာတွေဆိုအခုချိန်ကြီးလဲအဲ့လိုမျိုးစောက်ကမြင်းရောထနေတော့ပေါ့เนาะအခုဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့ viewer တွေအနေနဲ့လဲအဲ့လိုဟာတွေလုပ်ဘူးတဲ့ဆိုရင် comment အောက်လေးမှာမှန်သွားပေးခဲ့ကြပါအောင်ခင်ဗျာရှော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဘိုင်ပါเนาะ